လေးငါဒီလိုမျိုးကိစ္စနဲ့ငါတခါမှငါ Facebook ပေါ်မှာတင်ချင်မရှိဘူးဆိုတာသိမှာပါအခုဘာဖြစ်လို့ဆိုရင်ငါ့ကို Facebook Messenger ဒီတော့ Messenger တီလာဆဲလာပြောတဲ့ဟာတွေရှိလို့ပြောလို့ဆရာတော့မကောင်းပါဘူးပြောပြမလို့မင်းညကန်တာမင်းညဘလုံးကန်တာလေနော်ဘလုံးပြန်လာလေငါကြိုက်တဲ့ဟာပဲကြည့်အောင်မကြိုက်တဲ့ဆိုငါမကြည့်ဘူးကွာအဲ့ဆိုငါကြည့်တယ်ကြည့်ပြီးတော့လည်းငါကြိုက်တဲ့ဆိုငါထက်တလဲကြည့်ရကွာမင်းညကန်တာအီဂျစ်နဲ့အာဂျင်တီးနာနော်ပေါ်တူဂီနဲ့အာဂျင်တီးနာထင်နေမှာဆိုလို့ဘလို့ဖြစ်နေရလဲပေါ်တူဂီဖန်နေအရန်နော်အရန်နေနော်တတိပေးတာမင်းညကန်တာပေါ်တူဂီနဲ့မဟုတ်အီဂျစ်နဲ့နော်ဒီတော့ဘလို့ဖြစ်နေအောင်ငါတို့ငါရဲ့ Messenger အထိငါတယောက်ချင်းစီငါ့ဟောလင်းငါရောက်ငါ့ဟောအဲ့လိုမျိုးလာဆဲလာပြောထားလို့ရှိရင်ငါမပြန်ပေးနိုင်ငါတယောက်ချင်းစီငါအရှမောတယ်စီတောက်လိုက်နော်အေးပထမအဆုံးငါ့ကိုပြောတာဘာပြောတာဟုတ်တိုင်ကိုအကုန်လုံးပြောနေထားလိုက်တော့တိုင်ကို90မိနစ်အထိအီဂျစ်နိုင်နေတဲ့အချိန်တိုင်ဒီတာအကောင်းဆုံးတိုင်ဒီတာတရားအများတောက်ဆုံးဒီတိုင်ဒီတာအကောင်းဆုံးဆိုပြီးပြောနေတဲ့သူထင်နေတဲ့သူရှိလိမ့်မယ်ငါတို့ရောနိုင်တော့ရောတိုင်ဒီတာမကောင်းတိုင်မကောင်းတော့တိုင်စောက်ကြည့်မကောင်းပတ်လိုက်တဲ့ဖြစ်တော့အဲ့လူစိတ်ဟုတ်တယ်မလားထားလိုက်တော့ပထမချက်ဒုတိယချက်ဘာပြောအရေးချင်းမရှိဘူးလေဘယ်တက်တိနဲ့လာရေးရေးလည်းမသိဘူးငါရဲ့Messenger မှာအရေးချင်းမရှိဘူးလေအရေးချင်းမရှိဘူးလို့ပြောရအောင်နေကဘလုံးမစီကမင်းညမှာဘလုံးအမဝင်ကန်လာတာမို့နေပဲမင်းညမှာအမဝင်ကြည့်တာလားအဲ့လိုပြောရအောင်လေစဉ်းစားလို့ကမျိုးအရေးချင်းရှိမရှိရှင်းဆုံးဖြတ်ပေးရမှာမဟုတ်ဟုတ်တယ်မလားဘလုံးပွဲကဘာဖလားနဲ့ဆိုင်တဲ့ဟာအကတဲ့သူကြည့်ရဆုံးဖြတ်လိမ့်မယ်ငါအမြဲတမ်းမကြည့်ညံရေးမမီတဲ့လူတော့ငါတွေးတတ်တယ်ကွာမင်းတို့အိုင်တော့ငါဘာမှပြောချင်လည်းမရှိဘူးပုတ်ကချင်လည်းမရှိရွေးလည်းမရှိဘူးပြောသေးတယ်နောက်တစ်ချက်ငါတို့တွေရတဲ့အရေးချင်းရှိပြီးရှုံးနေတဲ့အားကြောင့်ငါတို့လက်ခံနေတယ်အဲ့လေမလီမေးပေးဘူးဒီလိုတန်နိုင်တော့ကြည့်လေနော်အစကထုံးမလားပြဒီနေ့အမင်းညလို့တာအဂျီတီနမပေါ်တကိနိုင်တော့ကြည့်လေဒီလိုဘလောက်လေးတိုင်မလားဟုတ်တယ်မလားအဲ့ကြောင့်လည်းနိုင်ခုမပေးရနေမှာပေါ့ဒီလိုဘလောက်ပလုံတော့ငါတို့ပေါ်တက်သွားပြီလေဟုတ်တယ်မလားပြောချင်လားပြောမယ်ပြင်အီဂျစ်ဖန်နေဒီကအီဂျစ်ဖန်နေဒီကအီဂျစ်တွေအများကြီးရှိပါတယ်အီဂျစ်တွေသူတို့တော့အဲ့လောက်မပူလောင်ပူတော့ဖန်နေဘလောက်အရှင်ရုပ်ပေါက်တယ်ကွာအဲ့လောက်ကြီးကြတော့မပြောလေကွန်မန့်အထီလာပြောလိုက်ပြီးငါ့ဟို Messenger အထီလာဆဲလာအဲ့လောက်ကြီးကြတော့ရုပ်ပေါက်စိတ်သက်အားပေါ်ပြနေတယ်မလားဟုတ်ပါခံလိုက်ပါအရှုံးကိုပြီးသွားပြီလေနင်တို့ရဲ့အဲ့တော့အိမ်ပြန်ပြီးတော့သူတို့မိသားစုသူ့အမေသူ့တာသမီသူ့မိန်းမရဲ့နှစ်သိချင်းယူပြီးတော့အစားကောင်းတောက်ကောင်းနဲ့စားပြီးတော့အိတ်နေပြီလားမသိဘူးဖန်နေဘလို့ဖြစ်နေအောင်အရန်ပူလောင်မယ်အရန်ပူနည်းနည်းပပရှော့ငါတို့ကအရှုံးနဲ့လက်ခံတဲ့အနိုင်လက်ခံတယ်ဘလို့ပြစ်အခုတက်တော့ပြီလားပြောရလေဟုတ်တယ်ပြောခွင့်မရှိဘူးလားတကယ်လို့နင်တို့တက်တော့ကြည့်လေနော်ကုံလို့လေပေါ်မှာမြောက်နေငါတို့တက်တော့ပိုဆိုးနေမှာမသိဘူးဘလို့ဖြစ်နေရုပ်အရန်ပေါက်တယ်ကွာနည်းနည်းပပရှော့အဲ့လာပြောတာစဉ်းစားလို့မရဘူးတကယ်ကျွန်တော်လည်းစဉ်းစားလို့မရတော့ကဲအခုကတော့အမပြောတာကတော့ဒိုင်ကိစ္စနဲ့ပြီးသွားပြီပေါ့အနာနဲ့နည်းနည်းအစင်တက်လာတယ်အရေးချင်းနဲ့အရေးချင်းတွေပါပြိုင်နေရရင်နော်ကျွန်တော်လည်းစဉ်းစားလို့မရဘူးဟာစဉ်းစားကြည့်အာဂျင်တီးနားနဲ့ပိုတူဂီတာဘောလုံးကန်ရရင်တော့ကျွန်တော်အမြင်ကတော့မြန်မာပြည်2ချန်ခွဲတော့လောက်တယ်နော်နော်တခြားနိုင်ငံတွေကတော့အဲ့လောက်ကြီးတော့မဟုတ်ပါဘူးမြန်မာနိုင်ငံကအဓိကဖြစ်မှာအာဂျင်တီးနားနဲ့ပိုတူဂီတာကန်ရရင်တော့လေမပြောနဲ့တော့ကဘာကြီးမဟုတ်မြန်မာကြီးနဲ့ချန်ခွဲသွားမှာကဲအရေးချင်းတွေပါထည့်ပြောလိုက်ရနော်ဟုတ်သေးပါဘူးကွာဒါတော့အမောတော်တော်စော်ကားတယ်ပဲနော်အဲ့ကောင်လေးဟုတ်တယ်အုံနောက်ထဲမှာလေတခုမရရင်တခုမရရင်တခုနဲ့ဆွဲထက်အဲ့ဒါပဲရှိရတော့အုံနောက်ထဲမှာဟောကျွန်တော်လည်းစဉ်းစားနေတယ်စဉ်းစားကြပါဦး